မေရိကန်ပြည်ထောင်စုလွတ်လပ်ရေးရတဲ့နှစ်250ပြည့်အခမ်းအနားတွေတနိုင်ငံလုံးစီကားစွာကျင်းပနေကြချိန်မှာပဲဝါရှင်တန် DC မြို့တော်မှာဒီကနေ့ဇူလိုင်လ4ရက်စနေနေ့မှာလက်ရစွန်းရောက်လူပြူအမျိုးသားရေးဝါဒီတွေကြွေးကြော်သံတွေအော်ဟစ်ပြီးချီတက်ပွဲပြုလုပ်ခဲ့ကြပါတယ်ကြိုတင်အသိပေးခြင်းမရှိဘဲလျှက်တစ်ပြက်ရောက်လာကြတဲ့ဒီလူအုပ်ကြီးကအမေရိကကိုပြန်သိမ်းပိုက်ကြဆိုတဲ့ကြွေးကြော်သံတွေအော်ဟစ်ခဲ့ကြပါတယ်တီရှပ်အင်ဂျီနက်ပြာရောင်ခါခီရောင်ဘောင်းမီနဲ့အုတ်ထုပ်တို့ကိုဆောင်းထားပြီးမျက်နှာဖုံးအဖြူတွေတပ်ဆင်ထားကြတဲ့အင်အား400လောက်ရှိတဲ့ဒီလူပြူအစွန်းရောက်အုပ်စုဟာအမေရိကန်အလံတွေနဲ့အတူသူတို့ရဲ့လူမျိုးရေးအလံတွေကိုကန်ပြီးချီတက်ခဲ့ကြတာပါသတင်းမီဒီယာတွေမှာ Patriot Front အဖွဲ့လို့ဖော်ပြနေကြတဲ့ဒီလူမျိုးရေးအစွန်းရောက်အုပ်စုဟာသူတို့ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာတိသွားမှစိုးရိမ်တဲ့အတွက်မျက်နှာဖုံးတွေစွတ်ထားကြတာလို့ဆိုပါတယ်သူတို့ဟာဝါရှင်တန် DC မြို့လယ်ကောင်ကအထင်ကရနေရာတွေဖြစ်တဲ့လွတ်တော်အဆောက်အအုံလွတ်လပ်ရေးကြောက်တိုင်အိမ်ပြည်တော်ရှိကပန်းခြံ Union Station စတဲ့နေရာတွေကိုလက်ပတ်ချီတက်ခဲ့ကြပြီးတဲ့နောက်ဝါရှင်တန်ကမြေအောက်ရထား Metro ကိုစီးပြီးမြို့ပြင်ထွက်လူစုခွဲသွားခဲ့ကြပါတယ်ဒီအုပ်စုကိုဝါရှင်တန် DC ရဲတပ်ဖွဲ့ကလုံခြုံရေးတာဝန်ယူပေးခဲ့တယ်လို့သိရပါတယ်သတင်းမီဒီယာတွေနဲ့လူမှုကွန်ရက်မှာတက်လာတဲ့မှတ်တမ်းပုံတွေအရကတော့အခုချစ်တဲ့ပွဲမှာပါဝင်သူအများစုဟာလူငယ်လူလတ်ပိုင်းတွေလို့ခန့်မှန်းရပြီးအားလုံးဟာအမျိုးသားတွေကြီးပဲဖြစ်ပါတယ်။သတင်းမီဒီယာတချို့ရဲ့အဆိုအရကတော့ဒီ Patriot Front အဖွဲ့ဟာ2018ခုနှစ်က Virginia ပြည်နယ် Charlottesville မှာပြုလုပ်ခဲ့တဲ့ Unite the Right ဆိုတဲ့လူပြူမျိုးချစ်အုပ်စုရဲ့ချစ်တဲ့ပွဲမှာပါဝင်ခဲ့ကြသူတွေကနေခွဲထွက်ပြီးဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်းလိုက်ပါ